တောင်းနေရွာမှာတလကို300ရအောင်စူးစမ်းနေတဲ့ challenge day IT ဒီနေ့ကတော့အရင်နေ့တွေနဲ့မတူဘူးမနေ့ကတည်းကအလောက်ထိုင်လောက်ဖို့စီစဉ်ရှိနေပေမဲ့ဘန်ကောက်ရောက်နေတဲ့အတွက်ဒီနေ့လုံးလက်တော့ဖွေးပြီးလောက်ဖြစ်တဲ့နေ့တော့မဟုတ်ခဲ့ဘူးဒါပေမဲ့ဒီနေ့ကိုကျွန်တော်အချိန်ဖြုံးတဲ့နေ့တော့မဖြစ်ခဲ့ဘူးပေါ့နော်မနေ့ပိုင်းအဲ့ရာကနေနိုးလာတာနဲ့အရင်ကတည်းကတွားချင်နေတဲ့ဝက်အလုံးဖျားကိုတွားဖြစ်ခဲ့တယ်ရောက်တော့တဲ့ချိန်မှာဒီနေရာကလူတွေပြောသလိုပဲတကယ်ကိုလှတယ်ခဏလေးပဲဖြစ်အလောက်ကျောင်းကနေစိတ်ကိုပြင်လျှော့ခွေရခဲ့တယ်ပြီးတော့ညဘက်မှာတော့ဆရာချစ်နဲ့ဆရာချမ်းတို့ကိုတွားတွေ့ဖြစ်ခဲ့တယ်ပြီးတော့တွားတွေ့တာကလည်းစားဖို့တောက်ဖို့တော့မဟုတ်ဘူးပေါ့နော်အဓိက content creation အကြောင်းတွေ Facebook monetization အကြောင်းတွေ online business တွေနဲ့အခုလုပ်နေတဲ့အလုပ်အကြောင်းတွေကိုအများကြီးတော့ဆွေးနွေးဖြစ်ခဲ့တယ်ကျွန်တော်မသိတဲ့ຢာတွေကိုမေးတယ်သူတို့ရဲ့တွေ့ကြုံတွေကိုနားထောင်တယ်တယောက်ကိုသိတာတွေကိုပြန်လည်မျှဝေကြတယ်ဒီလိုစကားဝိုင်းတွေကတခါတလေမှာကိုကဲမှာရှာဖက်တာထက်ဗီဒီယိုတွေကြည့်တာထက်ပိုတန်ဖိုးရှိတဲ့ဖြေတွေကိုရတတ်တယ်အဲ့ဒီတော့ဒီနေ့မှာဝင်ငွေနေနဲ့အများကြီးတော့မရှာဖြစ်ခဲ့ဘူးအလုပ်တွေကလည်းကျွန်တော်အနေနဲ့ဘာမှကိုလည်းမလုပ်ဖြစ်ခဲ့ရဘူးပေါ့နော်ဒါပေမဲ့နောက်တစ်စစ်တက်ဖို့လိုအပ်တဲ့မြင်သစ်တွေတော့အများကြီးတော့ရခဲ့တယ်ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်တော့တန်ဖိုးရှိတဲ့နေ့တစ်နေ့ကိုတော့ဖြတ်တန်းခဲ့ရတာပေါ့နော်ကျွန်တော်တော့ထမ်းမြအောင်ပါ challenge day 90မှာပြင်ပြီးတော့တွေ့ကြပါမယ်